စုနံပါတ်31ပါဗျ31ပါဗျ31အုပ်စု3အုပ်စုနံပါတ်31မေခွန်းသေချာနားတော်မှာမေခွန်းနံပါတ်1မပြစ်မှားသင့်သူတို့အားပြစ်မှားမိခဲ့သောကတော့တောင်းပန်လိုက်လင်ရည်သို့သောအကျိုးရနိုင်ပါသနည်းလောကီလောကုတ်တော်နှစ်ဖြာသောအကျိုးရပါမယ်ဗျာမေခွန်းနားလေလားမပြစ်မှားသင့်သူတို့အားပြစ်မှားမိခဲ့သောကတော့တောင်းပန်လိုက်လင်ရည်သို့သောအကျိုးရနိုင်ပါသနည်းချိန်ပြည့်သွားပါပြီဖြေးမှလားမဖြေဘူးလားနောက်မေခွန်းနံပါတ်2မေခွန်းနံပါတ်2မင်္ဂလာတရားတော်အရနိဝါဒတရားရှိသူမှသာရည်သည့်တရားဖြစ်နိုင်ပါသနည်းမေခွန်းရှင်းလားပြန်မေးပါဗျာမင်္ဂလာတရားတော်အရနိဝါဒတရားရှိသူမှသာရည်သည့်တရားဖြစ်နိုင်ပါသနည်းနှိမ့်ချခြင်းတရားပါဗျာမိုင်းနာကပ်ပြေမိုင်းနာကိုကပ်ပြေတမကြဘူးလိုက်နာကျင့်သုံးရေးမင်္ဂလာပါဗျာလိုက်နာကျင့်သုံးရေးလေမေခွန်းနံပါတ်3ပထမသင်္ကာယရဏတင်မထေကြီးတို့သည်မြတ်စွာဘုရားရှင်အားမိခဲ့ကြသောမထေကြီးတို့သည်ရည်သည့်အဘိညာဉ်နှင့်ပြည့်စုံကြသနည်းလောကီဘိညာဉ်နဲ့ပါဗျာပထမသင်္ကာယရဏတင်မထေကြီးတို့သည်မေခွန်းနံပါတ်4နာလာဂီရိဆင်ရိုင်းကြီးကိုယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းသည်ညီသည့်ဂုဏ်တော်၏အစွမ်းဖြစ်ပါသနည်းအနောရောဘူဣဒဓမ္မတာရတိဂုဏ်တော်ရဲ့ဆမဖေယမေခွန်းနံပါတ်5ပါရမီတို့ကိုဖြည့်ခြင်းရာ၌ကာလရှည်လျားစွာဖြည့်ကျင့်ပွားများခြင်းကိုရည်သည့်ဘာဝနာဟုခေါ်သည်။စိယကာလဘာဝနာတို့ခေါ်ပါရဲ့ဗျာ။မေခွန်းနံပါတ်6ဝရိယတိကဖျားဖြစ်လို့လေနိယတဗျာဒိတ်ရပြီးနောက်ဒီမို့ကာလကြာအောင်ပါရမီတို့ကိုဖြည့်ခြင်းရပါသနည်း16တင်ရှင်နဲ့တပါတသိမ်းပါဗျာမေခွန်းနံပါတ်ခွန်ဝန်ကြီးချုပ်ဦးနုသည်ဘုရဝေဒေသနာတော်ကျမ်းကြီးတဆူရေးသားပေးပါရန်ဤသည့်ဆရာတော်ကြီးအားလျှောက်ထားခဲ့ပါသနည်းဒီကုန်းဆရာတော်ယူပါဗျာ
မေဝနံပါတ်၈အလောင်းတော်သူမေရာရှင်အသည့်အတွက်ဝိတကြုံနတ်သားဖန်ဆင်းသောကျောင်းသင်္ကန်းအရန်သည်သမဏဒုက္ခယဟန်ချမ်းသာမြည်သည့်ဖြစ်ပြည့်စုံပါသနည်းဤမြဖြင့်ပြည့်စုံပါသနည်း တမနာဒုက္ခယဟန်ချမ်းသာ၈ပါးနဲ့ပြည့်စုံပါရဲ့ဗျာ မေဂုဏဘကိုအရှင်သူလိသည်စာရှစဉ်မြည်သည့်ကမ္မထာစီးပြား၍ရဟန္တာဖြစ်ခဲ့ပါသတည်း သစ္စာပင်စကားကမ္မထမ်းပါဗျာ ရပါပြီ